လူရဲ့သဘောကပစ္စည်းဝတ္ထုကိုထမ်းထားရင်တဲ့ရုပ်ခန္ဓာကိုလေးတယ်အတွေးကိုထမ်းထားရင်စိတ်လေးတယ်အတွေးဆိုတာကထမ်းထားရတာမဟုတ်အတွေးဆိုတာလွတ်ချလိုက်ရတာအတွေးဆိုတာထုတ်ပလိုက်ရတာအတွေးကိုမထုတ်လို့အတွေးကိုထမ်းထားရင်အဲ့အတွေးနဲ့တစ်လျှောက်လုံးလေးနေဆိုတော့တာဝိနည်းကိုရီးယားမှာနေတော့မဟာယာနဗုဒ္ဓဘာသာမှာလာတဲ့ story လေးတစ်ခု Zen Buddhism ကလာတဲ့ဝတ္ထုလေးပုံမြင်လေးတစ်ခုအဲ့ဒီပုံမြင်ထဲမှာကိုရီးယားဆရာတော်2ပါးကိုရီးယားဆရာတော်ဆိုပြီးမဟာယာနဘုန်းကြီး2ပါးမဟာယာနဘုန်းကြီး2ပါးတနေ့တော့ခရီးအတူထွက်ကြအတူထွက်ရင်းနဲ့တောတစ်ခုကိုဖြတ်တဲ့အခါမှာရေစည်းတန်တဲ့ချောင်းတစ်ချောင်းကိုရှိအဲ့ချောင်းတစ်ချောင်းကိုဖြတ်ခံနေမှာအဲ့ချောင်းဘေးနားမှာအမျိုးသမီးဓမ္မတစ်ယောက်ကရေစည်းတန်တော့မကူးနိုင်ပဲနဲ့ဖြစ်နေတယ်ကူးဖို့ခက်ခဲဖြစ်နေတော့လူတွေအကူကြီးတောင်းပါတယ်ဘယ်မှမလာဘူးတော်တယ်အဲ့ဒါရဟန်း2ပါးဖြတ်လာတာတွေ့တော့ဘုန်းကြီး2ပါးတွေ့တော့မတတ်နိုင်တော့ဆရာတော်တွေပဲအကူကြီးတောင်းအောင်ပါပဲဓမ္မကဘုံဘုရားတပိတော့ကူးဖို့ခက်ခဲဖြစ်နေအကူကြီးပေးပါဘုရားဆိုတော့ဒီဓမ္မဘုန်းကြီးနေရဘလို့မှကူးပေးလို့အစင်မပြေဝင်းကြီးကြောင်းရအဲ့ဒါ2ပါးတဲ့ဟိုကြည့်ဒီချင်းနောက်တော့1ပါးကဒီဘက်က1ပါးကဲမထူသူခက်ခဲဖြစ်နေတာပဲငါအာဘသင်ခံပြီးတော့ဓမ္မကိုကူးပေးလိုက်မယ်ဆိုပြီးတော့အဲ့ဒီဘုန်းကြီးကဓမ္မကိုကြောပိုးပြီးတော့ဟိုဘက်ကန်းကိုကူးပေးတာချောင်းဟိုဘက်ကန်းမှာရောက်တော့ဓမ္မထားခဲ့ပြီးကိုလန်းကိုဆက်ဆိုအဲ့ဒါဘေးကပါလာတဲ့ရဟန်းတစ်ပါးကကိုတော်ကဒီဘက်ကဘုန်းကြီးအပြစ်ပြောတာတစ်လျှောက်လုံးပြောတာရှင်ဘုရားဘာဖြစ်လို့ရဟန်းလုပ်ပြီးတော့ဒီလိုလုပ်ရတာလဲအာဘသင်တာမသိဘူးလားပေါက်ဖောက်တာတလန်းလုံးဒီဘက်ကရဟန်းသူ့ပြည့်နဲ့သူဘာမှမပြောတော့ဘာမှမပြောရင်ဟိုဘက်ကဘုန်းကြီးကတစ်လျှောက်လုံးပြောတာအပြစ်တွေနောက်တစ်ပတ်လောက်တစ်ခါနေထပ်တွေ့တော့လေအဲ့ဒီဘက်ကကိုတော်ပြောတာပဲအရှင်ဘုရားအဲ့တုန်းကရှင်ဘုရားမကောင်းဘူးဓမ္မကိုကြောပို့ပြီးဟိုဘက်ကူးပေးတာအပြစ်တင်နေဆိုပြောပြန်ရောနောက်တခါတစ်လားလောက်နေတစ်ခါထပ်တွေ့လေအရှင်ဘုရားတော့တပည့်တော်မပြောချင်လို့အဲ့တုန်းကဓမ္မကိုရှင်ဘုရားထမ်းပြီးတော့ဟိုဘက်ကန်းပို့တာမကောင်းဘူးဗျာအဲ6လလောက်နေတစ်ခါထပ်တွေ့လေဒီဘက်ကကိုတော်ကြီးကပြောပြန်အရှင်ဘုရားတော့တပည့်တော်မပြောချင်လို့နောက်တစ်နှစ်လောက်နေတစ်ခါထပ်တွေ့တော့အရှင်ဘုရားတပည့်တော်မပြောချင်လို့ဗျာဆိုသူတစ်နှစ်ကျော်ပြောတော့မှအဲအရှင်ဘုရားဟိုဘက်ဓမ္မကိုကြောပို့ပြီးဟိုဘက်ကိုပို့ပြီးတာမကောင်းဘူးဗျာတစ်နှစ်ကျော်ကြာပြောလာအဲ့နဲ့ဘာမှမပြောခဲ့တဲ့ဒီဘက်ကရန်ကတစ်နှစ်ကျော်ကြာတဲ့အထိပြောနေတဲ့ဟိုဘက်ကဘုန်းကြီးကနောက်တော့ပြောပြတယ်အရှင်ဘုရားတကယ်တမ်းကျရင်တပည့်တော်ကအဲ့တုန်းကတော့ဓမ္မကိုကြောပို့ပြီးတော့ဟိုဘက်ကန်းကိုကူးပေးတာတော့မှန်တယ်ဗျာဒါပေမဲ့တပည့်တော်ဟိုဘက်ကန်းမှာပဲထားခဲ့ပြီဗျာတကယ်တမ်းထမ်းထားတာကအရှင်ဘုရားဂုတိထမ်းထားတော့ဗျာဟောသိကောင်းတာတပည့်တော်ဟိုဘက်ကန်းမှာပဲထားခဲ့ပြီဗျာတဲ့ဒီဓမ္မကိစ္စကောင်းတယ်မရှိတော့ဘူးတဲ့တကယ်တမ်းဂုတိပိုးထားတာထမ်းထားတာအရှင်ဘုရားဂုတိထမ်းထားတာဗျာတဲ့တစ်နှစ်ကျော်ကြာပြီအရှင်ဘုရားအပြစ်တွေပိုဖြစ်နေတယ်လို့ပဲတဲ့တပည့်တော်ဟောအဲ့တော့မှသဘောပေါက်ဟုတ်တာပဲငါကအတွေးတွေနဲ့တစ်နှစ်ကျော်ကြာရင်မမေ့နိုင်တာပဲဟောတို့ဘဝမှာအဲ့ဓာတွေအတွေ့အကြုံအများကြီးရှိတခါတခါ2နှစ်ကျော်တဲ့အထိမမေ့တာလည်းရှိတယ်3နှစ်ကျော်တဲ့အထိမမေ့တာလည်းရှိတယ်မကောင်းတာတွေအခဲမကြေဘူးအမေတချို့ဆိုရင်အဲ့ဒါချို့ရုပ်ရှင်စကားအချင်းပိုဆိုးသေးတယ်တသက်လုံးမကြေဘူးဆိုတာလေနော်အတိတ်ကဟာတသက်လုံးမကြေဘူးဆိုတာလေလောက်တာပဲဆိုတသက်လုံးမကြေတော့ကောဒါကြီးကဟိုကိုယ့်အတွက်အကျိုးဖြစ်မှာလားမဖြစ်ဘူး